အားလုံးပဲမင်္ဂလာပါခင်ဗျဘောလုံးဝဲ channel ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်ရဲ့ channel ကတော့ Euro J တွေကိုခံမှန်းတဲ့ channel ဖြစ်ပါတယ်အဲ့တော့အာရှသမားတွေအတွက်ကတော့ဒီ channel ကပေါ့နော်တိတ်မသိတော့ဘူးပေါ့နော်အဲ့တော့ညီတို့ဒီကျွန်တော်တို့ရဲ့လာမဲ့ပေါ့နော်ညတနာရီခွဲ16ရက်နေ့မနေ့တနာရီခွဲမှာကံမဲ့ပွဲစဉ်နှစ်ပွဲပေါ့နော် Champion League အဲ့ဒါလေးကိုတစ်ချက်ခံမှန်းကြည့်ကြအောင်နော်ပထမပွဲကတော့အာဆင်နယ်နဲ့စပိုတင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ပထမပွဲစဉ်တုန်းကတော့မိတ်ဆွေတို့လည်းတီးမှာဖြစ်တယ်အာဆင်နယ်က 1-0 နဲ့စပိုတင်းအင်္ဂလန်မှာနိုင်ခဲ့တယ်အဲ့တော့ရောင်မှာပေါ့နော်အာဆင်နယ်ကနေပြီးတော့သူ့ရဲ့အိမ်ကွင်းမှာ W1 ပေါ့နော်ယူရိုကြီးကစားနေတဲ့သူတွေတော်တော်များသိပါတယ်ဗျာ1.596 ဆိုတော့159ကျပ်တောင်ပေးစားထားတယ်ပေါ့နော်နည်းနည်းလေးတော့တန်တရားရှိစရာကောင်းတဲ့ဂျီလီတစ်ခုတော့ဖြစ်တယ် double chance 1.155 ပေါ့နော်အဲဒီကောင်ကကျတော့115ကျပ်50ပေးစားထားတယ်ပေါ့ supporting ကကြည့်မယ်ဆိုလို့ရှိရင်တော့W2 က 6.25 တရားကိုအမြတ်925ကျပ်တောင်မှပေးထားတယ်ပေါ့နော်နေရဲလားပေါ့နော်မေးလိုက်တဲ့မိကုန်းတစ်ခုကနေရဲလားခင်ဗျာနေရဲလားပေါ့နော်အဲ့တော့ X ကတော့ 4.37 ပေါ့နော်တော်တော်ကြီးကိုမတင်မကြဖြစ်တဲ့ဂျေးပုံစံတစ်ခုပါဘာကြောင့်ပြောရလဲဆိုလို့ရှိရင်တရေရော supporting ကနေပြီးတော့ခံပြီးတော့မကန်နိုင်ဘူးလားဆိုလို့ရှိရင်ခံနိုင်တာပေါ့နော်အဲ့တော့ X 4.37 ရဲ့ပြီးတော့လို့ရှိရင် double chance ဖြစ်တဲ့ 2.505 ရဲ့ပေါ့နော် supporting ဘက်က supporting အနိုင်သုံးဖို့တရေပေါ့နော်မိနစ်90အတွင်းမှာပြောတာပါအဲ့ဒီအချိန်မှာအဲ့လိုသာကန်နိုင်မယ်ဆိုရင် supporting ကတော့ 2.505 double chance အနိုင်သုံးဖို့တရေ solution 150မြတ်မယ် team to qualify for next stage ကတော့ဗျာဘယ်လိုပြောမလဲအာဆင်နယ်ကအင်္ဂလန်လည်းဖြစ်တယ်ဆိုတော့သူတို့ကတော့အဲ့ဒီပွဲကိုလောင်းမယ်ဆိုလို့ရှိရင်5ချက်နဲ့ပြ30ပဲပေးစားထားတယ်အဲကျွန်တော်ညီကိုတွေ BTTS ကိုကြည့်အောင်လုံးဝမတင်မကြပေးထားပါတယ် BTTS yes or no မှာ 1.87 1.85 လုံးဝစဉ်းစားလို့အဆင်မပြေပါဘူးအဲ့တော့ကျွန်တော်တို့ over 1.5 1.24 တဲ့เนาะလဲတယ်เนาะဘာလဲဆိုလို့ရှိရင် over 1.5 တကူထက်ကြော်ပြီးသွင်းမယ်နှစ်ကူပေါ့ဗျာ11သို့မဟုတ်2စီးတာဖြစ်မယ်ဆိုလို့ရှိရင်24ချက်ပြီးစားထားတယ်ပေါ့နော်ဒီကွက်ကသူတို့ဒိုင်နေပေါ့ဗျာဒိုင်နေစဉ်းစားထားဒီကွက်ကအများကြီးဖြစ်နိုင်တယ်အဲ့ဒီအထိပဲပေါ့နော်အဲ့တော့ under 3.5 တဲ့ 1.35 ပေါ့နော်21တို့30တို့အဲ့လိုဖြစ်မယ်ဆိုလို့ရှိရင် 1.35 ပေါ့နော်35ချက်တောင်ပေးစားထားတယ်တော်တော်လေး safe ဖြစ်တယ်လို့ပြောလို့ရပါတယ်ပေါ့နော်အဲကျွန်တော် goal ပေါင်း sorry ပါ goal score လေးကိုတစ်ချက်ကြည့်အောင်နော် goal score correct score ဘာတွေလောက်ထားလဲ Dynny ဘာကိုတွေဆွဲထားလဲ supporting ဘက်ကတကူသွင်းနဲ့1-0နဲ့နိုင်1အောင်73သာပေးမယ်တဲ့ဘောရာတို့ရင်းရဲလားမိုက်ရနော်1000ထည့်ရင်3နဲ့3000အများ3,000ရမယ်တိတ်တော့မလွယ်ဘူးပေါ့နော်11အကွက်ကတော့မိုက်တယ်နော် 7.5 တဲ့1000ထည့်မယ်ဆိုရင်အမြတ်6000ခွဲရမယ်ပေါ့နော်ဒီဘက်ကတော့အာဘက်ကတော့မကန်ခင်အချိန်မှာတော့1-0ကို 6.5 1000နဲ့5000ခွဲပေးထားတယ်ပေါ့နော်ပွဲပြီးရဲ့အချိန်ကျမှကျွန်တော်တို့ရာလက်တွေကိုစောင့်ပြီးကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်အထင်ကတော့ကျွန်တော်တန်တရားအဖြစ်ဆုံးနေရတနေရာကတော့ W1 ပေါ့နော် 1.596 ပေါ့နော်အာသာနိုင်မယ်ဆိုလို့ရှိရင်ဘာကြောင့်မလို့100မှာ59ချက်ပေးစားမှလဲဆိုတော့မေကွန်းတစ်ခုကတော့တော်တော်မေးစရာဖြစ်လာရပေါ့နော်အာသိအောင်မကြိုက်လို့မဟုတ်ပါဘူးဒီလိုမျိုးလေး feeling လေးတစ်ခုရတာကိုပြောတာပါအဲ့တော့ကျွန်တော်ကတော့မိတ်ဆွေတို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုတစ်ခုပါပဲကျွန်တော်ရဲ့ personal choice ကိုပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ supporting ပေါ့နော် double chance 2.505 အဲ့ဟာလေးသို့မဟုတ်ဘာကြိုက်လဲဆိုလို့ရှိရင်ကျွန်တော်ကတော့ under 3.5 ပေါ့နော်သုံးလုံးသွင်းမယ်ပေါ့ဗျာသုံးလုံး2-1သို့မဟုတ်ပေါ့ဗျာ3-0လို့အကွက်မျိုးပေါ့အဲ့လိုပုံစံမျိုးပေါ့2-0ဆိုလဲရတယ်1-0ဆိုလဲရတယ်3-0ဆိုလဲရတယ် under 3.5 ကတော့ safe ဖြစ်တယ်လို့ထင်ပါတယ်နော်အဲ့တော့နောက်တစ်ပွဲသွားကြည့်အောင်နော်ခဏလေးပါ Bayern Munich Real Madrid
တော်ကြီးကိုဘယ်လိုပြောမလဲ danger ဖြစ်တဲ့ပွဲတွေပဲပေါ့နော် Real ဆိုတာလည်း Champion League ရဲ့ဆရာကြီးပါ Bayern Munich 1.5 နည်းနည်းလေးတော့ကြော်နေတယ်အဲ့တော့ဘယ်လိုပြောမလဲသူတွေကိုယ်ကန်ကြတဲ့ပွဲတစ်ပွဲပဲဖြစ်လာလိမ့်မယ်လို့ပဲယူဆတယ်ပေါ့နော်လက်ရှိအနေအထားမှာတော့ Real Madrid ထက်စားလို့ရှိရင် Bayern Munich ရဲ့အသင်းလိုက်စူးစီးမှုပေါ့နော်အားကောင်းတဲ့အချက်ကိုတော့ကျွန်တော်ကတော့အင်မတန်မှနှစ်သက်မိတယ်ကျွန်တော်တွေကတော့တူချင်းကစားသမားအနေနဲ့ဆိုလို့ရှိရင် Real ကတော့ပိုသားတယ်လို့ယူဆရတယ်ပေါ့နော်ဒီချိန်မှာ Real ပြိသက်အနေနဲ့ကတော့ Real ဘက်ကပဲ double chance ဖြစ်တဲ့ 2.7 ပေါ့နော်တရားထည့်ရင်190အမြတ်ရမယ်ဆိုတော့အဲ့ဒါလေးကိုပဲရွေးတင်တယ်လို့ထင်တယ်Bayern ပြိသက်ကတော့ဗျာ W1 သာစော်လိုက်တော့တယ်မလားဘာကြောင့်လဲဆိုလို့ရှိရင်တရားထည့်52ချက်ပေးထားတယ်ဆိုတော့Winesback ကတော့နည်းနည်းလေးသူကနည်းနည်းပိုပေးတတ်တယ်ပေါ့နော်တခြား betting app အနေနဲ့စားလို့ရှိရင်အဲ့တော့ဘာကြောင့်ဒီစကားပြောရလဲဆိုလို့ရှိရင်နောက်ွယ်မှာအကြောင်းရင်းက Real Madrid မှာကကျွန်တော်သိသလောက်ကနီးပြမရှိသေးဘူးပေါ့နော်သူတို့ assistant နီးပြဘာညာတာရကနဲ့သူတို့တွားနေတယ်ကစားသမားတွေအချင်းချင်းကလည်းဘယ်လိုပြောမလဲအရင်ဘိုင်ယန်နဲ့ရှင်လိုက်လို့ရှင်ကစားတော့တူးချင်းအနေနဲ့ဆိုလို့ရှင်တော့ဘူတာတယ်လို့ထင်ရပေမဲ့တင်းလိုက်စူးစီးမှုအားမှာပေါ့နော်သူတို့လူငါတမင်းပေါ့ဗျာရှောပြောရလို့ရှင်တော့အမ်ဘာဘေတို့ဘာတို့ကနည်းနည်းဆရာကြီးထားရရှိတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ကတော့အတင်းလိုက်စူးစီးမှုအားကောင်းတယ်နီးပြရဲ့အားကောင်းတဲ့ဘိုင်ယန်ကိုကြိုက်တယ်ပြီးရင် BDTS ပေါ့နော် voting to score ကတော့ပို့ပြီးတော့ဒီပွဲမှာပို့သေးကြမယ်ထင်တယ်အနည်းဆုံးတော့တယောက်တစ်ဂိုးလောက်တော့သွင်းကြမယ်ထင်တယ် 1.33 တရားမှာ33ချက်ပေါ့နော်အဲ့တော့ဘာလို့မဟုတ်ဘူးကျွန်တော် totally ပါလေဝင်ကြည့်ကြည့်အောင် over 1.5 ကို over 1.5ဘယ်လောက်မှမပေးထားဘူးပြောချင်တာဂိုးသွင်းကိုသွင်းမယ် over 2.5 ကိုတော့မှသူ1.22ဆိုတော့ပြောချင်တာ1121ပေါ့နော်တကူနှစ်ကိုမရှိအဲ့ဒီဟာတဲ့ကြော်ဝိုင်း21တို့31တို့ပေါ့နော်အဲ့ထက်ဘူးကြော်တဲ့ဟာဆိုလို့ရှိရင် over 2.5ဆိုတော့ဒိုင်ကတော့တွတ်ထားပုံရတယ်ပေါ့နော်ဒိုင်တွက်ရင်တော့လွဲခဲတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ Corresco လေးဝင်ကြည့်အောင် Corresco မှာဘိုင်ယန်က1စီးဆိုရင်15စားတယ်တော်တော်ဆိုးတာပဲမဖြစ်နိုင်ဘူးဆိုပြီးတော့ပြောထားတဲ့အတိုင်းပဲတကယ်ဘောလုံးဝဲမှာမဖြစ်နိုင်ဘူးဆိုတော့ဘာမှမရှိပါဘူးနော်ညီကတို့အဲ့ဒါတခုတော့မှတ်ထားပြီးပါReal 1Z Z1 Real တလုံးသွင်းမှာ26စားတယ်မဖြစ်နိုင်သေးအကြောင်းမရှိဘူးအကြောင်းကိုမရှိဘူး Real လည်း6ပါတယ်အရန်ကောင်းတယ်အဲ့ဒီတော့2-1နဲ့ Bayern နဲ့ဘောနော်3-1နဲ့10စားတယ်goal score ကတော့ဒီပွဲကတော့ကျွန်တော်လည်းမှန်းလို့မရဘူးဘာကြောင့်လဲဖြစ်ဒါပေမဲ့ဂိုးတော့ပေါ်မယ်လို့တော့ထင်ရတယ်ပေါ့နော်နောက်ဆုံး3-2လောက်ထိသွားမလားမပြောတတ်ဘူးဒါပေမဲ့အကောင်းဆုံးကတော့ voting to score တစ်ခွက်ကတော့ဒီပွဲမှာတော့ကောင်းမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်တော့ဗျာအားလုံးတယောက်နဲ့တယောက်ယူဆမတူတဲ့ခါကျတော့လွဲသွားတာရှင်းလဲခွင့်လို့ပါနော်โอเคပါကျေးဇူးများတင်ပါတယ် channel လေးကို subscribe လေးလုပ်ပေးကြပါဦး see you နော် bye bye